တိမြင်းဆောင်ရှင်မြင်းဆောင် ဖြစ်လောက်တန်ချေ ကားလက်မှတ်ဝယ်လို့မရဘူးဆိုပြဿနာရန်ကုန်အမင်္ဂလာအဝေးပြေးမှာဒါအဓိကပြဿနာတစ်ခုကျွန်တော်တစ်ခုသိချင်လို့မေးကြည့်မယ်နော် မင်း17မြင်းဆောင်ကကျွန်တော်တို့မြန်မာနိုင်ငံတွေကနိုင်ငံသားမဟုတ်ဘူးလားဒါမှမဟုတ်17မြင်းဆောင်ဆိုတဲ့ရခိုင်ပြည်နယ်ကြီးကိုမြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်တွေကနေဖယ်ထုတ်လိုက်ပြီလားရိုးရှင်းပြောတာနော်အဲ့လိုမျိုး17မြင်းဆောင်တွေကိုလက်မှတ်မရောင်းပါနဲ့လို့ကြေးမုံရောမြမအလင်းရောမြဝတီရောမြမတန်ရုပ်မြင်တန်ညာမြဝတီရုပ်မြင်တန်ညာရောလေဒီယိုကရောကြီးညာတာကျွန်တော်မမြင်သေးဘူးအဲ့တော့နိုင်ငံတော်တရားဝင်မကြီးညာဘဲနဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးရဲ့လမ်းညွှန်ချက်လေးမရှိသေးဘဲနဲ့ဘာဖြစ်လို့ဒီပုံကိုယ်တွေကိုခရီးသွားဖို့ကန့်တတ်တာလဲကျွန်တော်မေးကြည့်တာလေနားမလဲလို့မေးကြည့်တာအဲ့တော့17မြင်းဆောင်နဲ့ခရီးသွားလို့မရဘူးဆိုရင်တခုလောက်မေးကြည့်ခြင်းလို့နော် request လုပ်ကြည့်တာပေါ့သိခြင်းလို့မေးတာပါနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရဲ့ဇနီးဟာရခိုင်အမျိုးသမီးတယောက်သူလက်17မြင်းဆောင်မှတ်ဖို့နဲ့ကြင်တာသူခရီးသွားလို့မရဘူးလားမေးကြည့်တာနော်နောက်တစ်ခုမြန်မာနိုင်ငံရဲတပ်ဖွဲ့ထဲမှာတပ်ဖွဲ့မှုတော့ဘယ်တပ်ဖွဲ့လို့တော့မပြောတော့ပါဘူးကျွန်တော်ရေတပ်မှာနေတော့ကျွန်တော်ရဲ့ viewer မှုလုပ်ခဲ့တဲ့ပုံကိုမှန်အောင်သားသူလက်17မြင်းဆောင်ကြင်ထားတာခရီးသွားလို့မရဘူးလားနောက်မြန်မာတပ်မတော်ထဲမှာ17မြင်းဆောင်ကြင်ထားတဲ့တပ်မတော်သားတွေအရာရှိတွေအများကြီးပဲနော်မြန်မာနိုင်ငံရဲတပ်ဖွဲ့ထဲမှာလဲ17မြင်းဆောင်ကြင်ထားတဲ့ရဲတပ်ဖွဲ့ဝင်တွေအရာရှိတွေအများကြီးရှိတယ်နိုင်ငံဝန်ထမ်းတွေထဲမှာလဲအများကြီးရှိတယ်အဲ့တော့17မြင်းဆောင်ကြင်တာနဲ့မတော်ရတော့လားနောက်တစ်ခုကျွန်တော်တို့ပဲခူးတိုင်းအနောက်ချမ်းဆိုတာကရခိုင်ပြည်နယ်နဲ့အနည်းဆုံးဆက်နွယ်တယ်ဆိုတော့ပြည်တက်ကတုံမှာကျောင်းလည်တက်တဲ့လူတွေအများကြီးပဲကျွန်တော်တို့ပြည်ပညာရေးကောလိပ်မှာကျောင်းတက်ပြီးတော့ကျောင်းဆရာဖြစ်သွားတဲ့ရခိုင်လူမျိုးတွေအများကြီးပဲပြည်နီးပညာတက်ကတုံမှာကျောင်းတက်သွားတဲ့ရခိုင်လူမျိုးတွေအများကြီးတောင်ကုန်းနဲ့ကျွန်တော်တို့ကနီးနီးလေးဆိုတော့တောင်ကုန်းကနေပြီးတော့ပြည်မှာအခြေချတယ်အုပ်စုပြည်မှာအခြေချတယ်ငကိုတော့17မြင်းဆောင်နေတိုးတော့ပြည်မှာအခြေချတယ်ပြည်မှာအိမ်အောင်စုဝင်စရာဝင်တယ်ရန်ကုန်သွားတယ်သူ့မှတ်ပုံနဲ့17မြင်းဆောင်ပဲအဲ့တော့ပြည်ကနေရန်ကုန်ပြန်လာလို့မရဘူးလားဟိုရန်ကုန်ကနေပြည်ကိုပြန်လာလို့မရဘူးလားဘာဖြစ်လို့လဲဒီပြဿနာတွေတခုကျွန်တော်သိချင်လို့မေးကြည့်တာနားမလဲလို့နော်နိုင်ငံတော်ကတရားဝင်ဒီပုံကိုယ်တွေခရီးမသွားရဘူး17မြင်းဆောင်တွေမသွားရဘူး17မြင်းဆောင်ဒီမြန်မာနိုင်ငံသားမဟုတ်တော့ပါဘူးလို့တရားဝင်မကြေညာဘဲနဲ့ဘာဖြစ်လို့စစ်တာဘာဖြစ်လို့ရစ်တာဘာဖြစ်လို့မသွားရဘူးလို့ဂိတ်တွေကပြောတာဘသူ့မိတ်နဲ့ပြောတာသိချင်လို့မေးကြည့်တာဘယ်ပုံကိုယ်ရဲ့အမိတ်နဲ့ပြောတာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတပ်မတော်ကာကွယ်ဦးစီးချုပ်နိုင်ငံတော်ဝန်ကြီးချုပ်လက်ရှိယာယီသမ္မတကြီးရဲ့ညွှန်ကြားချက်တော့မထုတ်ဘူးနိုင်ငံအကြီးဆုံးပုဂ္ဂိုလ်တော့မပြောဘဲနဲ့သူ့ထက်မြန်ယာရုကြီးလို့လားသူ့ထက်မြန်လုတ်ပိုင်ခွင့်ပိုရှိလို့လားသူ့ထက်မြန်ဟိုပြောရင်လက်ထိတ်စောကနန်းလာတယ်ပြောရင်လက်ထိတ်စောကနန်းလာတယ်နောက်ထပ်ထောင်ထဲမဝင်ချင်တော့ဘူးပေါ့နော်စစ်တပ်ကိုထုတ်ခတ်နေပါတယ်ဆိုတဲ့ပြည်သူတွေအခုချိန်မှာတော့သူတို့ခံနေကြပြီပောက်ကွေးရင်လည်းဖမ်းခံရမယ်တိတ်ပြီးလည်းမပောက်ကွေးရေးကြဘူးထုတ်ခတ်ချင်ကြအောင်ပေါ့တိတ်လေးနဲ့ထုတ်ခတ်ချင်ကြအောင်ဟုတ်ပြီနော်တိတ်လေးနဲ့ပောက်ကွေးနေကြအောင်ဟေးဒါမှမင်းတို့ထုတ်ခတ်မှုရဲ့အရတာခံစားလိမ့်မယ်ဟုတ်ပြီနော်ကျေးဇူး